Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Degree Training Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရှေ့လာမယ့်အပတ်အတွက်ကိုကျွန်တော်တို့ Market Analysis လေးပြုလုပ်ပေးချင်ပါတယ်ကျွန်တော်တို့ဒီရောင်းဝယ်မလုပ်ခင်မှာအပတ်စဉ်တိုင်းပေါ့နော်ကျွန်တော်ရောင်းဝယ်မလုပ်ခင်မှာဒီ Saturday Sunday ကသူတို့ဖြင့် Sunday ဆိုရင်ကျွန်တော်တို့ Trader အနေနဲ့ Market ထဲမှာပြန်ပြီးတော့မှဘယ်လိုပုံစံသွားနေလဲ Market ထဲမှာဘယ်လိုရွေးနေလဲပတ်သက်ပြီးတော့မှပြန်ပြီး recap လုပ်ရတဲ့အချိန်လေးဖြစ်ပါတယ်အခုကျွန်တော်တို့ဒီအားလိုက်အချိန်မှာကျွန်တော်ရှေ့လာမယ့်အပတ်မှာဘယ်လိုမျိုးကျွန်တော်ရောင်းဝယ်လုပ်မလဲ market ကဘယ်လိုအခြေအနေရှိရတဲ့ပတ်သက်ပြီးတော့မှသေချာလေးသိအောင်လို့ကျွန်တော်တို့ market analysis ပြုလုပ်မှာဖြစ်ပါတယ်ဆိုတော့ specifically ပေါ့နော်ပို့ပြီးတော့မှအဓိကထားပြီးကျွန်တော်တို့ဟိုကြီးပစ်မှာဖြစ်တာကတော့ကျွန်တော်တို့ဒီမနက်ဖြန် Monday ပေါ့နော်ကျွန်တော်ဇူလိုင်လ6ရက်နေ့စာအတွက်ကိုအဓိကထားပြီးတော့မှကျွန်တော်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ကြည့်မဲ့ currency pair တွေinstrument တွေကတော့ကျွန်တော်တို့ဒီအဓိကအရောင်းဝယ်လုပ်တယ်ကျွန်တော်ကမ္ဘာရွှေရယ်ပြီးတော့ Nasdaq ရယ်ပြီးရင် Euro USD ရယ်ပြီးရင်ကျွန်တော်တို့ Elon Musk ရဲ့ Space Stock ဖြစ်တဲ့ SPCH ရယ်ပေါ့နော်ဒီလေးမျိုးကိုကျွန်တော်အနေနဲ့ market analysis ပြုလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကွာလိုက်ပြီးတော့မှကြည့်ကြည့်အောင် Okay ဆိုတော့ကျွန်တော်တို့အခုကြည့်မဲ့ကောင်ကတော့အရင်ဆုံးပေါ့နော်ကျွန်တော်တို့အခုစပြီးကြည့်မဲ့ကောင်ကတော့ကျွန်တော်တို့ဒီ market analysis တွေကျွန်တော်တို့ပြုမလုပ်ခင်မှာကျွန်တော်တို့ဒီ forestfactory.com ကိုကျွန်တော်တို့အရင်ဆုံးကြည့်ပါမယ်ဒီ forestfactory.com မှာကျွန်တော်တို့အာလက်ရှိဒီ packet ပေါ့နော်ကျွန်တော်တို့ market ကသတင်းအချက်လက်အခြေအနေလေးတွေပြီးရင်ကျွန်တော်တို့market ထဲမှာကျွန်တော်ဗာသတင်းထုတ်ပြန်မှုရှိနေဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တခြားလေးကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒါ Sunday ပေါ့နော် Sunday ပေါ့ Sunday မှာတော့ဘာဒီတာမှမရှိဘူးကျွန်တော်မနက်ဖြန် Monday 6ရက်နေ့မှာဆိုရင်တော့ည9:00နာရီမှာကျွန်တော်တို့ဒီဟောပေါ့နော် inflation ကိုကိုစားပြုတဲ့ business ကိုကိုစားပြုတဲ့ service PMI ပေါ့နော် Purchasing Manager Index အညွှန်းကိန်းထွက်ရှိမှာဖြစ်ပါတယ်ဒါကတော့ည9:00နာရီပါဆိုတော့ဒီလိုသတင်းထွက်ရှိတဲ့အခါကျရင် market ထဲမှာကျွန်တော်တို့ဈေးကွက်လှုပ်ရှားမှုတွေကျွန်တော်ဖြစ်နိုင်ပါတယ်သူသဖြင့် high impact new ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အထူးသတိပြုရပါမယ်ပြီးရင်အင်္ဂါနေ့မှာတော့တိတ်ပြီးတော့မှ high impact new တွေမရှိဘူးပြီးရင်ဗုဒ္ဓဟူးနေ့မှာဆိုရင်တော့ည9:00နာရီမှာ New Zealand နဲ့ပတ်သက်တဲ့ data ထွက်ရှိဖို့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ official cash rate ရဲ့ကျွန်တော် RBNZ rate statement ပေါ့နော်ကျွန်တော်တို့ဒီ Reserve Bank of New Zealand ဗဟိုဘဏ် New Zealand ဗဟိုဘဏ်ရဲ့အတိုးနှုန်းထုတ်ပြန်မှုရှိပါတယ်ဆိုတော့ဒီလိုမျိုး data ထွက်ရှိတဲ့အခါမျိုးကြရင် New Zealand pair နဲ့ပတ်သက်ပြီးတော့မှ market ထဲမှာလှုပ်ခတ်မှုတွေကျွန်တော်တို့ရှိနိုင်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကြာသပတေးနေ့ဆိုရင်တော့ကြာသပတေးနေ့ကျွန်တော်တို့မနက်အစောပိုင်းတနာရီမှာ FOMC meeting minute လို့ခေါ်တဲ့ကျွန်တော်တို့ Federal Open Market Committee ကျွန်တော်အမတ်ဒီကျွန်တော်တို့ဒီဟောပေါ့နော်ကျွန်တော်တို့ဒီ American ဗဟိုဘဏ်ရဲ့အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့မှ meeting minute တွေထုတ်ပြန်ဖို့ကျွန်တော်ရှိပါတယ်စီဝေးကျွန်တော်လုပ်ဖို့ရှိပါတယ်ဒါပါလဲဆိုတော့ကြာသပတေးနေ့ကျွန်တော်တို့မနက်စောပိုင်းတနာရီပါဆိုတော့သူကကြာသပတေးနေ့လို့ဆိုပေမဲ့အချိန်ကတနာရီတိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဗုဒ္ဓဟူးနေ့နဲ့ပို့ပြီးနီးတယ်ပေါ့နော်အဲ့တော့ဗုဒ္ဓဟူးနေ့ကျွန်တော်တို့ညနက်ပိုင်းလို့ပြောရင်ပုံမှန်ပါတယ်ဗုဒ္ဓဟူးနေ့ကျွန်တော်တို့ဒီ7နာရီပြီးတော့နောက်တစ်နာရီပေါ့နော်ဆိုတော့ဗုဒ္ဓဟူးနေ့ပုံနေတဲ့အတွက်ကြောင့်ဗုဒ္ဓဟူးနေ့ညမှာသူသဖြင့်ကျွန်တော်သတိထားပြီးတော့မှစောင့်ကြည့်ရမယ့်ဟာလည်းဖြစ်ပါတယ်ပြီးနောက်တစ်ခုကကျွန်တော် Friday ပေါ့နော် Friday မှာဆိုတော့ည9နာရီခွဲမှာ Canadian dollar ရဲ့ employment change နဲ့ employment rate တွေထွက်ရှိဖို့ရှိပါတယ် employment change ဆိုတာကကျွန်တော်တို့အလုပ်ကိုင်ခွင့်လန်းဖန်တီးပေးနိုင်မှုတို့မှာပြီးတော့ unemployment rate ကတော့ဒါအလုပ်လက်မဲ့နှုန်းပေါ့နော်ဒီ data ထွက်ရှိမှဖြစ်တဲ့အတွက်ကြောင့်ကို market ထဲမှာကျွန်တော်တို့အများကြီးတည်မှုဖြစ်နိုင်ပါတယ်ဒါတွေကတော့ဒါပညာရှင်တွေကနေပြီးတော့ခန့်မှန်းထားတဲ့ focus တွေဖြစ်ပါတယ် data ညွှန်းကိန်းတွေဖြစ်ပါတယ်ဒါကတော့ previous လို့ခေါ်တဲ့အရင်တုန်းကထွက်ရှိခဲ့တဲ့ data တွေရဲ့ဒါဟောပါတော့နော် previous လို့ဖြစ်တဲ့အရင်တော့အရင်ပြီးခဲ့တဲ့အချိန်တော့ထွက်ရှိခဲ့တဲ့ဟာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခုလက်ရှိNew Zealand ရဲ့ official coverage ကိုကြည့်တဲ့အခါကျရင်ကျွန်တော်တို့အရင်တော့က previous တုန်းကသူ့ရဲ့ဒုံးနှုန်းက2.25ပါအခုလက်ရှိသူ့ရဲ့ဒုံးနှုန်းက2.5လောက်ကိုသူကနေပြီးတိုးမယ်လို့မှန်းထားရပေါ့နော်တကယ်လို့တိုးခဲ့တဲ့အခါကျရင်တော့ဒီ New Zealand ဒေါ်လာရဲ့ငွေကြေးတန်ဖိုးကတက်ပြီးတော့မှ short ခဲ့တဲ့အခါမျိုးကျရင်တော့New Zealand ဒေါ်လာရဲ့ငွေကြေးတန်ဖိုးကဒါပြန် drop ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါဘာလဲဆိုတော့လာမယ့်ဘက်မှာကြည့်ရမယ့်ဟာပါအထူးသဖြင့်ကျွန်တော်ကြည့်ရမှာကတော့ Monday ည9:00နာရီမှာတစ်ချက်ကျွန်တော် view ပြရမယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညပဲပြောမှာပေါ့နော်ဗုဒ္ဓဟူးနေ့ညမှာ FOMC meeting minute ရှိတဲ့ကြောင့်အထူးသတိပြုရမယ်လုံးဝ very very high impact data ဖြစ်ပါတယ်ပြီးရင်တော့နောက်တစ်ခုက Friday မှာဆိုတော့ Canadian dollar နဲ့ပတ်သက်ပြီးတော့မှဒီ trust ရှိမှာဖြစ်ပါတယ်ဆိုတော့ US နဲ့ပတ်သက်တဲ့ဆိုရင်တော့ကျွန်တော်တို့ Monday ရယ်ကျွန်တော်တို့ကြာသပတေးရယ်ဒီနေ့ရက်က trader အနေနဲ့အထူးကို view ပြုရမယ်ရက်တွေလေးကျွန်တော်ဖြစ်ပါတယ် Okay ဒါဆိုကျွန်တော်တို့တစ်ချက် market view ကိုဆက်ပြီးတော့မှကြည့်ကြည့်ရအောင်ဆိုတော့ပေါ့နော်ကျွန်တော်အခုကမ္ဘာရွှေကိုကျွန်တော်တို့အခုအချက်ကြည့်ပါမယ်ဆိုတော့ကမ္ဘာရွှေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော် daily time frame ကနေပြီးတော့မှစတင်ပြီးကျွန်တော်တို့သုံးသပ်ပါမယ် Okay ဆိုတော့ဒါကတော့အခုကျွန်တော်တို့စပြီးတော့ဆွဲတဲ့ support resistance ကတော့ကျွန်တော်တို့ဒါအရောင်းဝယ်အများကြီးဖြစ်ခဲ့တဲ့ကျွန်တော်တို့ဒါဈေးတန်းတွေဖြစ်ပါတယ်ဆိုတော့ဒီကောင်တွေကိုကျွန်တော်တို့စပြီးတော့မှဆွဲပါမယ် liquidity ရောင်းဝယ်အများကြီးဖြစ်ခဲ့တယ်เนาะကျွန်တော် liquidity အားကောင်းတဲ့ level တွေဖြစ်ပါတယ်
Okay ဒါပါလဲဆိုရင်တော့ကျွန်တော်တို့ဒါ4 hour time frame ရဲ့အဓိက liquidity ဒါ level ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခု day time frame မှာရှိတဲ့ high နဲ့ low ဆွဲပြီးပါပြီ4 hour time frame မှာရှိတဲ့ဒါကျွန်တော်တို့သူ့ရဲ့ဒါဟိုပါပေါ့နော်ကျွန်တော်တို့ဒီ daily time frame ရဲ့အလယ်မှတ်ကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုရင် day time frame ရဲ့ကျွန်တော်တို့အလယ်မှတ် equilibrium point ပေါ့နော်ကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုရင်4 hour time frame ရဲ့ကျွန်တော်တို့အားကောင်းတဲ့ကျွန်တော်တို့ဒါ support resistance တစ်ခုပေါ့နော်ကျွန်တော်ဆွဲပြီးပါပြီဆိုကျွန်တော်1 hour time frame တော့ပါမယ်1 hour time frame မှာကျွန်တော်ဆွဲရပြီးတော့ကျွန်တော်တို့ဒါမလုပ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်အခုဘာလုပ်မလဲဆိုရင် market ကိုကျွန်တော်တစ်ချက်သုံးသပ်ကြည့်ပါမယ်ဆိုတော့ကျွန်တော်တို့ဒီဟို market ထဲမှာပေါ့နော်ကျွန်တော်တို့ကဒါအမြဲကျွန်တော်တို့ရှိခဲ့တဲ့အခါမျိုးကြရင်ပေါ့နော်ကျွန်တော် market ထဲမှာဘယ်လိုသွားနေလဲဘယ်လိုရှိလက်ရှိတဲ့ market ထဲမှာဘယ်လိုသွားနေရလဲပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါတေချာလေးကိုကျွန်တော်တို့ဒါမြင်ရတယ်ပေါ့နော်ပြီးတော့အခုဒီမှာဆိုရင်ကမ္ဘာ့ရွှေကိုကျွန်တော်တို့ကနေပြီးတော့မှဒီသုံးသပ်မှုကျွန်တော်တို့ဒါပြုလုပ်ကြမယ်ဆိုရင်ပေါ့နော်ကျွန်တော်ပြုလုပ်ကြမယ်ဆိုရင်ဒီကျွန်တော်တို့ရဲ့ဒီ1 hour time frame မှာ key level ကဒီကောင်ပေါ့နော်ဆိုတော့ဒီ key ဒါဒီ key level ဖြစ်တယ်ဆိုတော့ဒီ key level ကိုဈေးနှုန်းကနေပြီးတော့မှကျွန်တော်တို့စပြီးတော့မှเนาะကျွန်တော်တို့ဒီမှာhigher low low ကျွန်တော် lower low lower high ဒီနဲ့ market ဒီကျသွားတယ်ပြန်သွားတယ်ပြန်ကျတယ်ဒါဆို market ဒီ sideways ထဲမှာဖြစ်နေတယ်ပြန်ကျတယ်ပြန်သွားတယ် respect ပေးရပြန်ကျတယ်ပေါ့နော်အခုတော့ဒီ recent high ကိုသူကကြော်ပြီးသွားတဲ့အခါမှာဆိုရင်တော့ market ဒီဒါအတက်လမ်းကြောင်းတစ်ခုပေါ်ရောက်သွားပြီပေါ့နော်ဆိုတော့ဒီတက်လမ်းကြောင်းတစ်ခုပေါ်ကို market ကရောက်သွားတဲ့အခါမှာသူကဘယ်လိုသွားဖြစ်သွားလဲဆိုတော့သွားနေတဲ့ market ကဒါပုံစံဒီကျွန်တော်တို့ဒါဒီ high low higher high higher low higher high higher low higher ဆိုပြီးတော့မှ market ကထပ်ပြီးတော့မှဒါနောက်ထပ်အမြင်ဈေးတစ်ခုဒီကောင်ဆက်ပြီးတော့မှဒါသွားတယ်ပေါ့နော်ဆက်ပြီးတော့မှသွားတယ်သွားတဲ့အခါမှာ market ဒီဒါဒီအတက်လမ်းကြောင်းပေါ်မှာပြန်ပြီးတော့မှရောက်ရှိသွားပြီလို့ပြောလို့ရပါတယ်အဓိကကျွန်တော်တို့ကြည့်ရတဲ့ဟာကတော့အဓိကကတော့ဒီမှာရှိတဲ့ height တွေကဒီမှာရှိတဲ့ height တက်ကိုပို့ပြီးတော့မှမြင့်တယ်နောက်ပြီးရင်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီ low point တွေကဒီမှာရှိတဲ့ low point တက်ကိုပို့ပြီးတော့မှမြင့်သွားပြီဆိုရင်တော့ market ဒီဒါအတက်လမ်းကြောင်းတစ်ခုပေါ်ကိုပြန်ပြီးရောက်သွားပါပြီအဲ့ဒီမှာကျွန်တော်ဒီမှာရှိတဲ့ key level ကို break ဖြစ်သွားတဲ့အတွက်ကြောင့် market ဒီဒါ uptrend level ပေါ်ပြန်ပြီးတော့မှ1 hour time frame ကကြောက်သွားပြီလို့ကျွန်တော်ဒါကိုပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒါဆိုရင်လာမယ့်ဒီရှေ့ဘက်ထဲမှာဆိုကျွန်တော်တို့ကအရာဝယ်ဆိုရင်ကျွန်တော်တို့ကဝယ်ဖို့အတွက်ကိုကျွန်တော်တို့ကကြည့်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်5 minute time frame ကိုကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီ5 minute time frame ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့နေဘာတွေတွေ့ရတယ်ဆိုတော့လက်ရှိဒီ market အခြေအနေကိုပေါ့နော်ကျွန်တော်တို့အခုကြည့်ရတဲ့အခါမှာဆိုရင် price ကเนาะကျွန်တော်တို့ဒီတောက်လျှောက်ဒီမှာဆို market တက်လာတယ်ပြီးတော့ဒီမှာကျွန်တော် market ကဒီမှာဆိုရင်retracement ပြန်တယ်เนาะဒီ retracement ပြန်တဲ့ layer ကလည်းကျွန်တော်တို့ဒါအရင်တော့ဒီနားမှာဆိုရင်ကျွန်တော်တို့ဒါဗာလဲဆိုတော့ဟောပေါ့နော်ကျွန်တော်တို့ဒါဈေးနှုန်းပြန်တက်ခဲ့နေရဖြစ်ဒါပေမဲ့မထင်တော့မထင်ရှားဘူးပေါ့နော်ဒီကတော့ဒီ spike ရှိရဲ့နားလေးပေါ့ဆိုတော့ပြန်ပြီးဈေးနှုန်းတက်လာတယ်ပြီးတော့ဒီမှာဆက်ပြီးတက်သွားတယ်ပြီးပြန်ကျတယ်ပြန်တက်တယ်ပြန်ကျတယ်ဆိုတော့ဒီ level မှာဒါ base ယူသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကလာမဲ့1 hour ဒီလက်ရှိ market အခြေအနေရဆိုရင်လည်းကျွန်တော်ရှေ့လာမဲ့ဘက်မှာဝယ်ဖို့ကြိုးစားဖြစ်တဲ့ကြောင့် market ကကျွန်တော်တို့ဒီလိုမျိုးပြန်ပြီးတော့များကျပြီးတော့ပဲဒီကောင်ကသွားမလားဒါမှမဟုတ်ကျွန်တော်တို့ market ကသူတို့တက်ပြီးတော့မှပဲ level တစ်ခုမှာ retracement ယူပြီးတော့မှဒီကောင်ကသွားမလားเนาะအဲ့လိုမျိုးကျွန်တော်ဘယ်လိုအချိန်နဲ့သွားမလဲဆိုတော့တစ်ချက်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့အခုလောလောဆယ်အချိန်ကြီးကတော့ကျွန်တော်ဒီ market ထဲမှာဟိုအယောင်းနဲ့အဝယ်ဆိုရင်ကျွန်တော်ဒီအဝယ်ပြီးတော့ပို့ပြီးတော့မှသဘောကျတယ်ဆိုတော့ဒီ5 minute time frame မှာဒါအဝယ်ကိုဒါကျွန်တော်တို့ဒီရှေ့လာမဲ့ဘက်မှာစူးစမ်းပြီးတော့မှဘယ်နှမ်းမှာဝယ်မလဲဆိုတဲ့ဟာတခုကျွန်တော်ချက်ဆက်ပြီးတော့မှကြည့်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကဘာတစ်ခုသွားပြီးတော့မှကျွန်တော်တွေ့မြင်ရလဲဆိုရင်ပေါ့နော် price ကဒါသွားတဲ့ပုံမျိုးပေါ့ price ကကျွန်တော်အခုဒီ candlestick ဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့သွားလဲဆိုရင်ဒါဆိုသူ့ရဲ့ structure ပေါ့သူ့ရဲ့ structure တစ်ခုကိုဒီမှာ break ဖြစ်ပြီးသွားတဲ့အခါမှာဈေးနှုန်းကဆက်ပြီးတော့မှဒီပေါ်မှာကိုတက်သွားတာကိုတွေ့ရတယ်ပေါ့နော်တက်သွားတာကိုတွေ့ရတယ်1 ratio 3လောက်ထိဒီကောင်1 ratio ကျွန်တော်တို့5လောက်ထိဒီကောင်သွားရပေါ့နော်ပြီးရင်ဈေးနှုန်းပြန်ပြီးရောက်လာတယ်ရောက်ပြီးတော့မှထပ်ပြီးတော့မှဒီမှာဒါ candlestick break တစ်ခုတည်းထပ်ပြီးတော့မှဒီမှာဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အခါမှာဆိုရင်လည်းကျွန်တော်ထပ်ပြီးတော့မှဈေးနှုန်းကအပေါ်ကိုတက်သွားတာကိုကျွန်တော်ကတွေ့ရတယ်အခုဒါသင် market ကလည်းရှိစဉ်1 ratio 0.6လောက်ဒီကောင်ကဒါသွားနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအယောင်းဝယ်လုပ်တဲ့အခါမျိုးမှာဆိုကျွန်တော်တို့အခုဒီမှာဘာတစ်ခုထပ်ပြီးတော့မှဟိုတိတာလဲဆိုရင်ပေါ့နော် price ကဒီလိုမျိုးအောက်ကိုပြန်ကျလာတဲ့အခါမျိုးကြရင်ဒီဘက်ချက်မှာပေါ့နော်ကျွန်တော်ထင်ရှားတဲ့ကျွန်တော်တို့ဒီနားမှာကျွန်တော် retracement လုပ်ခဲ့တဲ့ pullback လေးတွေပေါ့နော်ဒီလိုမျိုး pullback point လေးတွေကျွန်တော်တို့ဒါအဲ့လိုမျိုးကျွန်တော်တို့မရှိဘူးပြီးသွားတဲ့ခါကျရင်ဒီလိုမျိုး market ကကျွန်တော်ဒီ order block လိုမျိုးပေါ့နော် market တစ်ခါသွားတယ်ခဏလေးနည်းနည်းကြာတယ်ပြီးတက်သွားတယ်ဆိုတဲ့ဟာမျိုးဒီလိုမျိုးလေးပေါ့နော်ဒီလို order block မျိုးတွေကျွန်တော်တို့မရှိဘူးဆိုရင်ဒီလိုမျိုးဒီကမရှိဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့လက်ရှိ market ကိုဒီပြန်ပြီးတော့လာတဲ့အခါမှာဒီလိုတန်းဝင်လာတဲ့စာရင်ကျွန်တော်တို့ market ကပြန်ပြီးတော့ဒီလိုမျိုးပြန်ကျလာတဲ့အခါမျိုးမှာဒီလို swing point တွေမှာကျွန်တော်တို့က
အရောင်းဝယ်လုပ်ပြီးတော့မှဒီ website တစ်ခုကိုကျွန်တော်ကဒါ trade လို့ရတယ်ပေါ့နော်ဒါပါလဲဆိုတော့ကမ္ဘာရွှေရဲ့ဒါလက်ရှိအခြေအနေဖြစ်ပါတယ်ဆိုတော့ရှေ့လာမယ့်ဘက်မှာလည်းကျွန်တော်ကမ္ဘာရွှေကိုအဝယ်နဲ့ရောင်းဆိုရင်ကျွန်တော်အဝယ်ပို့ပြီးသဘောကျတယ်ဆိုတော့ကျွန်တော်တို့ကဝယ်ဖို့အတွက်ကိုကျွန်တော်တို့ချက်ချင်းမှဖြစ်ပါတယ်โอเคဒါကကမ္ဘာရွှေရဲ့အခြေအနေပါနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒါ Nasdaq ပေါ့နော်ကျွန်တော်တို့လက်ရှိ Nasdaq ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်ရအောင်ဆိုတော့ဒီ Nasdaq ကိုကြည့်ရအောင်ဆိုတော့ဒီ Nasdaq ကိုကျွန်တော်ကြည့်ရတဲ့အခါမှာထုံးစံတိုင်းကျွန်တော်ဒီ daily time frame နဲ့ကျွန်တော်ရုံစကြည့်ပါမယ်ဆိုတော့ဒါသူ့ရဲ့ high ဒါသူ့ရဲ့ဒါက low level ဖြစ်တယ်ဒါက low ဒါသူ့ရဲ့ high level ပေါ့နော်ပြီးသွားတဲ့အခါကျရင်ကျွန်တော်ဒီ forward time frame ကိုသွားမယ်ကျွန်တော်ထပ်ပြီးတော့မှအလဲမှတ်တစ်ခုကျွန်တော်တို့ဆွဲမယ်ပြီးရင်ကျွန်တော်ဒီဒါ50%သူ့ရဲ့ equal level point လေးကိုကျွန်တော်ရှာလိုက်မယ်ဒါဒီပဲကျွန်တော်တို့ရဲ့ထင်ရှားတဲ့ဒါ support resistance level ပေါ့နော်ကျွန်တော်အခုဒါ1 hour time frame ကိုကျွန်တော်တို့ကြည့်ကြည့်အောင်ဆိုတော့1 hour time frame ကြည့်ကြည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့အခုလက်ရှိ market ကိုကြည့်ကြည့်မယ်ပေါ့နော်ဆိုတော့လက်ရှိ market ကသွားနေတဲ့ပုံစံဘယ်လိုလဲဆိုတော့နော်ကျွန်တော်ဒီမှာရှိတဲ့ဒါ reason height တစ်ခုကိုဈေးနှုန်းကကြော်ပြီးသွားတဲ့အခါမှာ market ကအတက်ဖြစ်တယ်သွားတယ်ဒီမှာဆိုရင် market ကျတယ်ပြန်ကြော်သွားတဲ့အခါမှာအတက်ဖြစ်တယ်ပြန်ကျတယ်ဒါပေမဲ့ဒီမှာရှိတဲ့ကောင်ကမကြော်နိုင်ဘူးပေါ့နော်ဒီမှာကျွန်တော် base တစ်ခုသူကယူပြီးသွားတဲ့အခါမှာဈေးနှုန်းကပြန်ပြီးတော့မှအပေါ်ကိုတက်သွားတယ်ပြီးတော့ဒီမှာထပ်ပြီးတော့မှသူကဒီ height တစ်ခုကိုထပ်ပြီးတော့မှသူပြုတ်လုပ်တယ်အဲ့တော့ပြီးတော့ဒီမှာရှိတဲ့ height ဒီရထပ်ပို့ပြီးတော့မှမြင့်တယ်နော်မြင့်တဲ့အတွက်ကြောင့် market ဒီဒါအတက်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါဈေးနှုန်းကဆက်ပြီးတက်သွားတဲ့အခါမှာ retracement တစ်ခုပြန်တယ်ပြန်ပြီးတော့မှသူ့ရဲ့ဒါ reason low တစ်ခုရှိရပေါ့နော်ဒါအရေးကြီးတဲ့ low တစ်ခုပေါ့ဆိုတော့ဒီမှာရှိတဲ့ low တစ်ခုကိုဈေးနှုန်းကပြန်ပြီးတော့မှသူကဒီ level မှာမတောင့်ခံမဲနဲ့เนาะမတောင့်ခံမဲနဲ့ဈေးနှုန်းဒီခဏပဲတက်ပြီးသွားတဲ့အခါမှာပြန်ပြီးကျသွားတဲ့အခါမှာ market ဒီကျွန်တော်တို့အာအတက်ကနေပြီးတော့မှကျွန်တော်တို့အကြလမ်းကြောင်းပြန်ပို့ပြီးတော့မှပြောင်းသွားတယ်အဲ့တော့ကျွန်တော်ရှေ့လာမယ့်ဘက်မှာလည်း market ကိုရောင်းဖို့အတွက်ကိုကျွန်တော်ကြည့်မယ်ပေါ့နော်ဘယ်လိုနေရာမှာရောင်းအောင်လဲပေါ့အဲ့တော့ကျွန်တော်ကအခုလက်ရှိ market ကိုကျွန်တော်ကြည့်တဲ့အခါမှာဆိုကျွန်တော်က5 minute time frame သွားပြီးတော့မှလက်ရှိ market ဘယ်နားမှာကျွန်တော် retracement ပြန်ပြီးကျွန်တော်တို့တစ်ချက်ကြည့်ပြီးရောင်းမှာဖြစ်ပါတယ်ဆိုတော့အခုလောလောဆယ်အခြေအနေမှာဆိုရင်တော့เนาะကျွန်တော်တို့ဒီ swing high မှာလည်းကျွန်တော်တို့ဖြစ်နိုင်တယ်เนาะကျွန်တော်တို့လက်ရှိ market ဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီမနက်ဖြန်ဈေးကွက်ဖွင့်မှာဆက်ပြီးတော့မှကျွန်တော်တို့ကြပြီးတော့မှเนาะကျွန်တော်တို့ဒီဆက်ပြီးတော့မှဒီကနေကြပြီးတော့မှကျွန်တော်တို့retracement ပြန်ပြီးတော့မှဈေးကနေပြီးတော့ကြရတယ်ကျွန်တော်ဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ market ကအကြဘက်ကပူအားတာလို့ကြောင့် bias ကိုကျွန်တော်ကအကြဘက်ကိုကျွန်တော်ကြည့်ပြီးတော့မှပြောထားဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီမှာဆိုရင်1 hour time frame ကြည့်တဲ့အခါမှာဘေးချိန်မှာကျွန်တော်တို့ကအတက်ကိုပြန်ပြီးတော့မှပြောမလဲလို့ကျွန်တော်ကနေပြီးပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ reason high ပေါ့နော်ဒီ reason high ကိုကျွန်တော်တို့ဒါအရေးကြီးဆုံး point ပါဆိုတော့ market ကဒီမှာရှိတဲ့reason high တခုကိုပြန်ပြီးတော့မှဒီလိုကြော်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီလိုမျိုး upside movement တခုကိုဖမ်းမယ်ပေါ့နော်တကယ်လို့မကြော်သေးဘူးဒီ color ထဲမှာပဲကျွန်တော်တို့ကဒါသွားနေရဆိုရင်တော့ market ဒီမှာရှိတဲ့ reason high တို့မဟုတ်ကျွန်တော်ဆက်ပြီးတော့မှဒီကောင်းနေပြီးတော့အောက်ကိုဆက်ပြီးတော့မှကျွန်တော်တို့ဆက်လက်ကျဆင်းနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကရှေ့လာမယ့်ဘက်ထဲမှာဆိုရင်တော့ Nasdaq ကို Monday မှာကျွန်တော်ဒီရောင်းတဲ့ဝင်နေစေကျွန်တော်ရောင်းပို့ပြီးတော့မှသဘောကျတယ်အဲ့တော့ကျွန်တော်ဒီရောင်းဖို့အတွက်ကျွန်တော်ဒီ market ကိုကျွန်တော်တို့ကြည့်လို့ရပါတယ်ဒါပါလဲဆိုတော့ Nasdaq ပါโอเคနောက်တစ်ခုကျွန်တော်ကြည့်ကြည့်အောင်နောက်တစ်ခုကကျွန်တော်ဒါ SPC8 ရဲ့အစာပေါ့နော်ကျွန်တော်အခု data time ကြည့်မယ်ဒီမှာတော့ data time မှာပြောင်းလဲမှုမရှိတဲ့ကြောင့်ကျွန်တော်ဒီတိုင်းပဲထားမယ်ပေါ့နော်ပြီးရင်4 hour လည်းဒီတိုင်းပဲတော့ကျွန်တော်တို့အခု1 hour ကြည့်မယ်1 hour ကြည့်တဲ့အခါမှာကျွန်တော်ပြောသလိုပဲလက်ရှိဒီမှာရှိတဲ့ height ကနော်ဒီမှာရှိတဲ့ height တက်မြင့်တယ်နော်ဒီမှာရှိတဲ့ swing လို့ဒီက swing လို့ဒါဟိုဟို base ဒီမှာရှိတဲ့ဒီဈေးနှုန်းဒီမှာရှိတဲ့ swing လို့အောက်က point ကိုသူကမကျော်နိုင်တဲ့အတွက်ကြောင့်သူက market ဒီဆက်ပြီးတက်တယ်ပြီးတော့ဒီမှာရှိတဲ့ထင်ရှားတဲ့164.9 swing high point ကိုသူကပြန်ပြီးတော့မှဒီကောင်ကကျော်သွားတယ်ကျော်သွားတဲ့အတွက်ကြောင့် market ဒီဒါအတက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဈေးနှုန်းပြန်ကျတယ်အတက်နဲ့ကျဆိုကျွန်တော်ဒီအဝယ်ပို့ပြီးတော့မှဒါသဘောကျတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဒီမှာ5 minute time frame ကိုကျွန်တော်ကြည့်တဲ့အခါဆိုရင် market ကဒီမှာ base ယူပြီးတော့မှသူကပြန်ပြီးတော့မှဈေးနှုန်းကအပေါ်တက်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုဒီ SPCA stock ကိုကျွန်တော်က trade တယ်ဆိုရင်ဈေးနှုန်းကပြန်ပြီးတက်သွားတဲ့အခါမှာပြန်ပြီး reversal တခုကျွန်တော်တို့ကပြန်လာခဲ့တဲ့အခါကျရင်ပေါ့နော် reversal တခုကျွန်တော်တို့ကနေပြီးတော့မှပြန်လာခဲ့တဲ့အခါမျိုးကျရင်ကျွန်တော်တို့ trader အနေနဲ့ကျွန်တော်တို့ကဘယ်နားမှာဝယ်ရမလဲဆိုတဲ့ဟာတခုကျွန်တော်တို့ကနေပြီးတော့ရှာဖွေဖြစ်ပါတယ်။နောက်ဘယ်နားမှာကျွန်တော်ဝယ်မလဲကျွန်တော်တို့ကကျွန်တော်တို့ကဟိုပါပေါ့နော်ဘယ်နားမှာကျွန်တော်ပြန်ဝယ်မလဲပေါ့ market ဒီ level ကနေဆက်တက်ပြီးတော့လေကျွန်တော်သွားတာလေကျွန်တော်တို့ဖြစ်နိုင်တယ်။ဒါမှမဟုတ်လေကျွန်တော်တို့ကဒီပြန်ပြီး retracement ပြန်ပြီးတော့မှ level တစ်ခုကနေပြီးတော့ပြန်သွားရလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲတော့ကျွန်တော်ဒီရှေ့လာမယ့်ဘက်မှာဆိုရင်ကျွန်တော်တို့ဒီအယောင်းနဲ့အဝယ်နဲ့ဆိုရင်ကျွန်တော်အဝယ်ပို့ပြီးတော့မှသဘောကျပါတယ်။ Okay ဒါပါလဲဆိုတော့ကျွန်တော်တို့ရဲ့ SPCA stop ပါနောက်တစ်ခုကကျွန်တော် USD ပေါ့နော် USD market ကိုကြည့်ကြည့်ရအောင် Okay ကျွန်တော်တို့ကအခု USD market ကိုကျွန်တော်ကကြည့်တဲ့အခါမျိုးကြရင်ကျွန်တော်တို့ကနော်ကျွန်တော်တို့ကဒီမှာရှိတဲ့ high level ရှိတယ်ဒီမှာရှိတဲ့ကျွန်တော်တို့က high level ရှိတယ်ပြီးသွားတဲ့အခါကျဒီမှာရှိတဲ့ကျွန်တော် low level ရှိတယ်ပေါ့နော်ပြီး
ပြီးတော့ကျွန်တော်တို့ကဒါကို4 hour time frame ကနေပြီးတော့မှကျွန်တော်သွားတဲ့အခါမျိုးကြရင်နော်သွားတဲ့အခါမျိုးကြရင်ဒါဒီ okay နော်ကျွန်တော်တို့ရဲ့ဒါဟိုပါပေါ့နော်50% level ပေါ့နော်ဆိုတော့ဈေးနှုန်းကဒီ level ကနေပြန်ပြီးတော့ခဏနားတော့တွေ့ရတယ်ပေါ့နော်ဆိုတော့1 hour time frame ကြည့်ကြည့်အောင်ဆိုတော့1 hour time frame ကြည့်တဲ့အခါမျိုးမှာဆိုရင်လက်ရှိ market သွားနေတဲ့ပုံစံဒီနော်ဒီမှာရှိတဲ့ဒီ recent high တစ်ခုကိုသူကကျော်ပြီးသွားတဲ့အခါမှာဒီ height ဒီနော်ဒီ height တဲ့ပုံပြီးမြင့်တဲ့အခါမှာ market ဒီဒါတက်ပြောင်းသွားတယ်ပြီးတော့ဒီ swing low ပေါ့နော်ဒီ swing low နဲ့နော်ကျွန်တော်ဒီ swing low နဲ့ဒီ swing height ကြားကိုပေါ့နော်ဒါဈေးနှုန်းကနေပြီးတော့မှဒါသွားနေပေါ့နော်ပြီးတော့ market ဒီ sideways ထဲမှာသွားနေတဲ့ plan ထဲမှာ market ဒီမှာရှိတဲ့ swing height တစ်ခုကိုသူကကြော်သွားတဲ့အခါမှာဆိုရင် market ဒီဒါအတက်လမ်းကြောင်းပေါ်ဒါ market ဒီဆက်ပြီးတော့မှဒါကျွန်တော်တို့ရောက်သွားတယ်ပေါ့နော်ဆိုတော့လက်ရှိဒီ sideways ထဲမှာဆိုရင်လည်းတက်နဲ့အားအကျဆိုရင်လည်းဒါကျွန်တော်တို့အတက်ကပို့ပြီးတော့မှအားတာတယ်ပြီးတော့ဒီမှာရှိတဲ့ sideways တစ်ခုဆက်ပြီးတော့မှဒီကောင်ကြော်သွားတဲ့အခါမှာဆိုရင် market ဒီဒါလက်ရှိအခြေအနေရဆိုရင်ဒါဟိုပါပေါ့နော် sideways ကနေပြီးတော့မှအတက် run တစ်ခုကိုtrend တစ်ခုပြန်ပြီးရောက်သွားပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့မှာထပ်ပြီးတော့မှသူက market ကဘာတစ်ခုထပ်ပြီးတော့မှကျွန်တော်တို့ကဒါတွေ့ရလဲဆိုပေါ့နော်ဘာတစ်ခုကျွန်တော်ထပ်ပြီးတော့မှတွေ့ရလဲဆိုရင်အဲ့တော့ဒီကောင်ကိုကြော်ပြီးွားတဲ့အခါမှာတော့ဒီမှာ height တစ်ခုဒါလောက်ထားရပေါ့နော်ဒီမှာရှိတဲ့ height ကိုဒီမှာရှိတဲ့ height ဒီဒီမှာပုံမြင့်တဲ့ကြောင့် market ဒီဖြစ်လာတယ်ပြီးတော့ဈေးနှုန်းကဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီ level မှာပေါ့နော် equal လို့တစ်ခုယူပြီးတော့မှသူကအောက်ကိုပြန်ပြီးဆင်းသွားတွေ့ရတယ်ဆိုတော့ဘယ်လိုဖြစ်သွားလဲဆိုတော့လက်ရှိ market ကဆွမ်းနာကဒီ sideways ကာလာကိုကြော်ပြီးွားတဲ့အခါမှာထပ်ပြီးတော့မှသူဒီပေါ်မှာ sideways တစ်ခုဖြစ်နေအောင်တွေ့ရတယ်ပေါ့နော်အဲ့တော့လောလောဆယ်အခြေအနေရဆိုရင်တော့ market ဒီမှာရှိတဲ့ swing low ကိုအောက်ကိုကြော်သွားပြီဆိုရင်တော့နော် market ဒီဒါကျွန်တော်တို့ဒီဟိုအကြဘက်ကိုပြန်ပြီးတော့မှရောက်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ market ဒီ price ကိုဒီ level မှာပြန်ပြီး respect ပေးတဲ့ပုံစံရှိရဆိုရင်တော့ကျွန်တော်တို့ကဒီ level ကိုနော်အဓိက OT ပြီးတော့မှပြန်ပြီးတော့ကျွန်တော်တို့ကဒါ trade လို့ရရပါတော့ဒီပေါ်ကိုကျွန်တော် expectation ပေးပြီးတော့မှဒီတက်ရှိ market ကိုကျွန်တော်တို့ကနေပြီးတော့ရွေးချယ်လို့ရပါတယ် okay ဒါကတော့လက်ရှိ USD ရဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်တို့ကြည့်ခဲ့တဲ့ထဲမှာဆိုရင်ပေါ့နော်လက်ရှိ market အခြေအနေတွေကကျွန်တော်တို့ဒီကမ္ဘာရွှေဆိုရင်တော့ကျွန်တော်တို့က market ဒီဒါအတက်ကပို့ပြီးတော့မှအားတာနေပါတယ်ကျွန်တော် upside movement ကိုကျွန်တော်မှန်းထားလို့ရတယ်ကျွန်တော်တို့ဒီ Nasdaq ဆိုရင်လည်းကျွန်တော်တို့ကလက်ရှိ market အခြေအနေမှာဆိုတော့ကျွန်တော်ဒီအကျဘက်ကိုပို့ပြီးတော့မှအားတာတယ် space ကတော့ဒါကျွန်တော်အတက်ကိုကျွန်တော်ပို့ပြီးတော့မှဒါအားတာတယ်ပေါ့နော်ပြီး Euro USD ကတော့လက်ရှိ market အခြေအနေကတော့ကျွန်တော်တို့လက်ရှိ market ဒီဒါဟိုပါပေါ့ sideways ထဲမှာခဏပြန်ဖြစ်နေတယ်ပြန်ဖြစ်ပြီးတော့မှကျွန်တော်တို့ဒီ1.14260ဆိုတဲ့ level ကို respect ပေးမပေးဘူးကျွန်တော်ကြည့်ရမယ်ပေါ့နော်တကယ်လို့ဈေးနှုန်းကဒီ level ကို respect ပေးရဆိုရင်တော့เนาะအဲ့နာမှာကျွန်တော်တို့အတက်ကိုကိုးစားပြုတဲ့ဒီ engulfing ပုံစံမျိုးတစ်ခုတွေ့ရဆိုရင်တော့ကျွန်တော်ဒီ level ပေါ်ကိုကျွန်တော်ကပြန်ပြီး upside ကိုမှန်းလို့ရတယ်ဒါမှမဟုတ်အဲ့ level ကိုမဟိုးထားဘဲနဲ့ဆက်ပြီးကြမယ်ဆိုရင်တော့ price ဒီ level အောက်ကိုဆက်ပြီးတော့မှဆက်လက်ပြီးတော့မှကျွန်တော်တို့ကကျဆင်းနိုင်ပါတယ် okay ဒါပါလဲဆိုတော့ကျွန်တော်တို့ဒါလက်ရှိဒီအပတ်အတွက်ကိုပေါ့เนาะကျွန်တော် market analysis လေးတွေကျွန်တော်ပြုလုပ်ပေးရဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဒီရှေ့လာမဲ့ဒီအပတ်အတွက်ကိုပေါ့နော်အပတ်သူသဖြင့်ကျွန်တော် Monday အတွက်ကိုပေါ့နော်ကျွန်တော် market analysis ပြုလုပ်ပေးရဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီ market analysis လေးကိုကျွန်တော်တို့နားထောင်ခြင်းအပြင်ဘူတုဒတွေပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ဘူတုဒတွေ market နဲ့ပတ်သက်တဲ့ bias တွေ user တွေကိုဒါသိသွားမယ်ကျွန်တော်တို့အများကြီးနားလည်သွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်ဒီလိုမျိုးဗီဒီယိုလေးမျိုးကိုကြည့်ကျင်နေဆိုရင်တော့သဘောကျနှစ်ချက်တယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုကို like and share ပြုလုပ်လို့ရပါတယ်တခြား trader ညီကိုမောင်နှမတွေကိုလည်းပြန်ပြီးတော့မှ share ပေးလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရှေ့ရက်ဒီမှာပြန်ပြီးတော့မှဆုံတွေ့ကြပါမယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးဘိုင်ဘိုင်ပါခင်ဗျာ